အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားစာအခြေခံအပိုင်းလေးကိုရီးယားပေါင်းဆက်တရ17လုံးကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ပေါင်းဆက်တရ17လုံးကတော့အဲရဲအဲရဲဝါဝဲဝဲဝေါ်ဝဲဝီဥရီပဲဖြစ်ပါတယ်အဲရဲအဲရဲဝါဝဲဝဲဝေါ်ဝဲဝီဥရီအဲ့တော့ဘယ်လိုလေးလဲဆိုတာကြည့်လိုက်ကြရအောင်အရင်ဆုံးပထမဆုံးတစ်လုံးကအဲကကြတော့အာဆိုတဲ့တရလေးနဲ့အီဆိုတဲ့တရလေးနဲ့ပေါင်းပြီးတော့ရေးပေးလိုက်ရင်အဲဖြစ်တယ်ပေါ့နော်အာလေးနဲ့အီလေးနဲ့ကိုရေးပေးလိုက်ရင်အဲဖြစ်တယ်သူလည်းအဲ့လိုပဲအရင်ဆုံးအပေါ်ကနေအောက်တစ်ချက်ဘယ်ကနေညာသွားရင်နောက်ထပ်တစ်ထောင်အပေါ်ကနေအောက်ကိုဆွဲပေးလိုက်အဲအဲ့တော့ဂီယော့နဲ့ပေါင်းရင်ခါအဲခဲဖြစ်သွားမယ်နာအဲနဲ့ဒီဖြစ်သွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်လုံးကအဲနောက်တစ်လုံးကရဲခုနကအာနဲ့အီနဲ့ပေါင်းတယ်ဆိုဒီတစ်ခေါက်ကယာနဲ့အီနဲ့ကိုပေါင်းလိုက်ပြီးတော့ရဲဆိုတာလေးဖြစ်လာဘောကနေအောက်ဘယ်ကနေညာနှစ်ချောင်းဆွဲပြီးသွားရင်အပေါ်ကနေအောက်တစ်ချောင်းပြန်ဆွဲပြီးလိုက်မယ်ရဲနောက်တစ်လုံးကတော့သူကကြောက်အောနဲ့အီနဲ့ပေါင်းပေးလိုက်မယ်အဲ့ဒါကြတော့အဲလို့အတန်ထွက်တယ်အပေါ်ဘယ်ကနေညာအပေါ်ကနေအောက်အပေါ်ကနေအောက်ဘယ်ကနေညာအပေါ်ကနေအောက်အောလေးအရင်ဆွဲမယ်ပြီးရင်ဘေးမှာအီလေးထပ်ပြလိုက်မယ်ဆိုပြီးတော့ဖြစ်မယ်နောက်လေးလုံးမြောက်ကကြတော့ခုနဟိုမှာနှစ်ချောင်းဖြစ်သွားမယ်ရဲဖြစ်သွားမယ်ဒါကြတော့ရောနဲ့အီနဲ့ပေါင်းလာတာရဲရောအီရဲပြီးရင်နောက်တစ်ခွက်ကြတော့ဝါဆိုတဲ့တက်လာလေးပေါ့နော်သူကကြတော့အိုနဲ့အာနဲ့ပေါင်းပြီးတော့အိုဝါဆိုတဲ့အတက်ထွက်မယ်ဝါဒီတော့အိုဆိုတဲ့တက်တာလေးရေးမယ်ပြီးရင်ဒီမှာအာလေးပေါင်းလိုက်မယ်ဝါသူနှစ်ခုပေါင်းပြီးတော့ဝါလို့အတက်ထွက်မယ်ဒီတက်တာလေးရဲ့အတက်ထွက်ကဝါနောက်တစ်ခုကကြတော့ဝဲဒီပေါ့နော်ဒီပေါက်ဆက်တရမှာဝယ်က3လုံးရှိရပေါ့နော်ဝယ်အတန်ထွက်တာ3မျိုးရှိရဒါပထမဆုံးဝယ်ပေါ့နော်သူကကြောင့် O နဲ့ဒီအခုပေါက်ဆက်တရမှာပါတယ်ဆိုတဲ့တရအရင်ဆုံးတွေ့ရတဲ့ဆိုတဲ့တရနဲ့ပေါင်းလိုက်ပြီးတော့ဝယ်ဆိုတဲ့အတန်ထွက်တာ O ဝယ်O ဝယ် O ဝယ် O ဝယ်နောက်တစ်လုံးကလည်းသူကလည်းဝယ်ဆိုတဲ့အတန်ပဲသူကကြောင့် O နဲ့ E နဲ့ပေါင်းပြီးတော့ဝယ် O E ပေါင်းတဲ့အခါဝယ်သူလည်းဝယ်လို့ပဲတန်ထွက်ပြီနော် O E ဝယ်နောက်တစ်ခုကကြတော့ဝေါ်ကကြတော့ဦးနဲ့အောနဲ့ဦးရောဝေါ်အဲ့ဒါကြည့်အောင်ဦးရဲ့အောရဲ့ဝေါ်ရေးတဲ့ခါမှာအောကိုဒါဒီအောက်ဒီနည်းရောက်ပြီးရေးပါနော်ဦးအောဝေါ်ဒါလေးကကြတော့ဝယ်ပထမဆုံးဝယ်က O A ဝယ်နောက်တစ်ခုက O E ဝယ်ဒီနောက်တစ်ခုက U A ဝယ်နော်အခုကဒီအလုံး U ရဲ့ဒါလေးကဆိုတဲ့တရားလေး U ရဲ့ဝယ်ဟုတ်ပြီနော် U A ဝယ်ဒီမှာဆိုရှင်ကိုသူ့ဘာသာရေးမယ်ဆိုတော့အလဲကနေဒီလိုပဲရေးရပါတော့ဒါပေမဲ့ဒီလို U နဲ့လာပေါင်းလို့ဆိုတော့ဒီအချောင်းလေးကအောက်ကိုနည်းနည်းလေးပြပြီးတော့ပြောရမယ်ဝယ်နောက်တစ်ခုက UE ဝီဆိုပြီးအတတ်ထား U နဲ့
e နဲ့ပေါင်းတဲ့တရ we ဆိုတဲ့တရ u e we u e we ဆိုတဲ့တရလေးဒါလေးကကြတော့ဆိုတဲ့တရလေးနဲ့ e ဆိုတဲ့တရလေးနဲ့ပါမယ်အဲ့လိုမျိုးတာလေးပေါ့နော်စာအဲ့လိုနော်ဆရာဝင်အဲ့မှာသုံးတဲ့အဲ့ဆိုတော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲအဲ့တော့ဒီနေ့သင်ခဲ့တဲ့ပေါင်းစပ်တရဆက်တလုံးမှာဆိုရင်အရင်ဆုံးရဲရဲဝါဝဲဝဝဝဝီနောက်တစ်ခါပြန်ဖတ်ပြမယ်ရဲဝါဝဲဝဝဝဝီဒီနေ့ဗီဒီယိုလေးမှာတော့ပေါက်ဆက်တရဆက်တလုံးကိုသင်ကြားပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီပေါက်ဆက်တရလေးတွေနဲ့ဒီအရှိမတင်လာတဲ့ဒီ19လုံးနဲ့ပေါင်းပြီးတော့ဘယ်လိုအတန်ထွက်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြရအောင်안녕